ကိုတနေ့တာအတွင်းရရှိတဲ့ကောင်းတာလေးတွေကိုတည်တည်ချာချာတန်ဖိုးထားပါကောင်းတာတွေကိုမှဘလောက်ဖြစ်နေလဲပြန်ရင်ကြည့်လိုက်မယ်ဆိုရင်အများကြီးပဲနော်မနှက်ချရင်လွေထွေးတဲ့အိယာတွေကနေထားရတယ်ပြီးရင်ရေကောင်းရေတန်းနဲ့ရေရှိုးရတယ်ပေါင်းမုံမီကင်လေးစားပြီးကော်ဖီပူပူလေးတောက်ပြီးမှလှုပ်ရှားရှိတာလုပ်ရတယ်နေ့လည်စားတော့လေစားလို့မြိန်နေညနေအိမ်ပြန်ရောက်ရင်လေပန်းသီးလေးစားပြီးအမောဖြေလို့ရတယ်တလောက်လေးကိုမြန်ဒါရီငါနေတိုင်းရနေတာပဲလို့မတွေးပါနဲ့ခဏလေးချိန်ပြီးဒီအသေးအမွှားလေးတွေကိုပဲအပြည့်အဝခံစားလိုက်ပါငါဟာမျိုးမျိုးကံကောင်းနေသူပါပြည့်စုံတဲ့သူပါဆိုတာကိုတတိထားအာယုံပြုပါပြီးတော့10မိနစ်လောက်ချီနူးနေလိုက်ပါကျေးဇူးတင်ထိုက်တဲ့သူတွေကိုကျေးဇူးတင်တဲ့စိတ်ကလေးနဲ့ခဏလေးနေလိုက်ပါဦးစိတ်မှာဘလောက်အေးချမ်းနဲ့ပျော်ရွှင်မှုဖြစ်လာတယ်လဲဆိုတာတွေ့ရလိမ့်မယ်ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာရှိနေတဲ့မပြောပါတော့ပါဘူးလို့ပဲဆိုရမယ်အကောင်းမှန်သမျှကိုတတိတရားရှိတာတန်မိုးထားတာဟာပျော်ရွှင်မှုအတွက်ကြီးမားတဲ့အကျိုးပြုပါတယ်တတာထိုင်လိုက်ပါခွန်လာလေးတွေကိုလက်ဖက်ချောင်းမွေးလေးခတ်ထားတဲ့ရေနွေးချမ်းလေးထည့်လိုက်ပါရေနွေးပူပူလေးအေးစစ်စစ်တောက်ရင်ငါမှကောင်းတာတွေအများကြီးပဲငါကံကောင်းလိုက်တာလို့ပီတိဖြစ်နေပါဒီစာပိုက်လေးကတော့ဆီယမတထထုံးရဲ့နေတိုင်းပြောပါတယ်ဆိုတဲ့စာအုပ်ထဲကစာပိုက်လေးကိုပြသွားတာဖြစ်ပါတယ်ရှင်အားလုံးပဲတာယာတဲ့ညချမ်းလေးဖြစ်ကြပါစေ